ကန်တွေကလည်းပဲ तू ကအကျိုးပေးနေရင်အကုသိုလ်ကံတွေကငြိမ့်နေရတာပဲဟုတ်တယ်မလားကောင်းတဲ့ကံတွေအကျိုးပေးနေရင်အကုသိုလ်ကံတွေငြိမ့်နေကြတာဒီလိုပဲအကုသိုလ်ကံတွေထောင်တဲ့နေလေကုသိုလ်ကံလေးတွေကအသာလေးငြိမ့်နေရတာပဲအသာလေးငြိမ့်နေရတာပဲဘယ်တော့မှတပြိုင်တည်းဖြစ်တယ်လို့မရှိဘူးအဲ့ဒါတော့မှတ်ထားဟုတ်တယ်မလားနော်မိမိတို့ရဲ့ဘဝကိုလည်းအဲ့လိုစဉ်းစားကြည့်ပေါ့ကံတွေရဲ့သဘာဝကအဲ့ဒီတိုင်းပဲဘဝတန်တရားဆက်မိမိပြုလုပ်ထားတဲ့ကံတွေကအများကြီးပဲလေခုနကလိုလိုက်နေတာနောက်ကနေဘယ်တော့မှပျောက်မသွားဘူးအဲ့ဒါသူတို့အကျိုးပေးလှည့်ကြုံလို့ရှင်တော့ပေါ်လာမှာပဲယဟန္တာဆိုတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီမြေပဲစီလေးကိုစဘာစီလေးကိုအိုးခင်းနဲ့ထည့်လှော်လိုက်တယ်လို့ပဲအိုးခင်းနဲ့ထည့်လှော်လိုက်တာအဲ့ဒီလှော်ထားတဲ့မြေပဲစီလေးစဘာစီလေးဟိုးမြေကြီးပေါ်သွားဆိုင်မြေဩဇာတွေအိတ်နဲ့ထက်အိုးဘာလို့ရေတွေလည်းပဲပိုက်လုံးရေနဲ့လောင်အောင်အဲ့ဒီမြေပဲစီလေးစဘာစီလေးကအညွန့်ညောက်လေးပေါက်ပါအောင်မလားမပေါက်နိုင်တော့ဘူးဘာဖြစ်လို့လဲသူ့ရဲ့အထက်ကမျိုးစီကကိုကန့်သွားပြီပေါ့ဗမာလိုပြောရင်တော့ဟုတ်တယ်မလားခြောက်သွားပြီယဟန္တာပုဂ္ဂိုလ်ရဲ့ကံကလည်းအဲ့ဒီတိုင်းပဲနော်နောက်ဘဝလို့ခေါ်တဲ့ဖြစ်စေနိုင်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကို तू ကအကုန်လုံးလှော်ပလိုက်တာပေါ့အချောက်ခံပလိုက်တော့တာပေါ့မအောင်မြင်တော့ဘူးအဲ့ဒီမျိုးစေ့ကဟုတ်တယ်မလားဒါကြောင့်မလို့အဲ့ဒီဘဝကိုရောက်မှသာလဲနောက်ထပ်ဘဝအသစ်ကိုမဖြစ်တော့တာအခုနကအရှင်ပါလဲအင်္ဂုလိမာလမထေရလည်းပဲအဲ့ဒီတိုင်းပဲသူ့ရဲ့ကံမျိုးကိုတော့အဟောတိကံလို့ခေါ်ပါသေးတယ်ဗျာအဟောတိကံနောက်တစ်ခါအဟောတိကံတစ်မျိုးရှိသေးတယ်ခုနကဘုန်းကြီးပြောခဲ့ပြီအဲ့ဒီအိမ်ကကုသိုလ်ကောင်းမှုတွေကြီးပဲဇက်တိုက်လုပ်နေလို့နော်အကုသိုလ်ကံတွေကဝင်ခွင့်မရတော့ဘူးဆိုကြပါစို့ဒီဘဝမှာသူအကျိုးပေးရမှာဒီဘဝမှာအကျိုးပေးရမှာဒီဘဝမှာအကျိုးမပေးနိုင်ဘူးဆိုရင်ဟိုကပုဂ္ဂိုလ်တွေကကုသိုလ်ကံတွေဇက်တိုက်လုပ်နေလို့အကျိုးမပေးနိုင်ဘူးဆိုနောက်ဘဝကြောင်သူမပါတော့ဘူးမလိုက်နိုင်တော့ဘူးအဲ့ဒါအဟောတိကံပဲအဟောတိကံပဲဆိုကြပါစို့မိုးတွေရွာနေတယ်ရေတွေလာနေတယ်အဲ့ဒီအချိန်မှာစဘာကစိုက်ရမယ်ဗမာစကားပုံရှိတယ်လေမိုးလုံမှဘာဖြစ်တယ်လဲထုံချတယ်ဟုတ်တယ်မလားအဲ့ဒီကံမျိုးကိုခေါ်တာလှုပ်တဲ့အချိန်မှာလှုပ်ရမှာလှုပ်တဲ့အချိန်မှာအကျိုးပေးမှာလှုပ်တဲ့အချိန်မှာအကျိုးမပေးတော့ဘူးဆိုအဲ့ဒီကံကသူ့ရဲ့အချိန်ခါကိုလွန်သွားတာပို့ပြီးတော့ရှင်းတဲ့ဥပမာလေးနဲ့ပြောမယ်အိမ်တိမ်မှာခရီးသွားကြမလို့မိသားစုကပေါ့တော်နဲ့မအိမ်နိုင်ကြဘူးမနဲ့ကိုအမေကလည်းပဲချက်ပြုတ်အဖေကလည်းဟိုဟာတွေဘာလိုကြသေးတော့ဟေ့ထက်ကြအောင်ပြုကြအောင်ကားကလည်းသွားဓာတ်စီထဲအောင်နော်ဘာလေးသွားစစ်အောင်နဲ့တအိမ်လုံးကိုသူကအလုတ်ရှုံနေကြတော့ဟိုမှာဝင်ပြီးတော့ခိုးမဲ့လူကတခိုးကပေါ့ဒီအိမ်ကိုလာခိုးမယ်ဆိုတော့လာချောင်းနေတာအိမ်ကလူတွေမအိတ်တော့အိမ်ကလူတွေရဲ့အိတ်တဲ့အချိန်ကိုအိမ်ငေါကြတဲ့အချိန်ကိုစောင့်နေတာလူသားတွေရဲ့ဘဝမှာမှတ်ထားဖို့ဗျာတခိုးဆိုတာမနဲ့လင်းအားကြီးချိန်2 နာရီနဲ့3 နာရီရပေါ့ခုခေတ်စကားနဲ့ပြောရင်တော့နော်စာထဲမှာတော့သူကမိုးတော့ရအခါလို့ခေါ်တာအဲ့ဒီအချိန်မှာလူသားတွေကဘာမှမသိတတ်ဘူးလေဗျာအိတ်တာနော်ဒါကြောင့်မလို့တချို့ဘေးနားထားတဲ့တယ်လီဖုန်းတွေပါသွားတာမသိတာပေါ့ဟုတ်တယ်မလားတခိုးတွေမှာလည်းသူတို့ရဲ့ပညာပါတယ်ပညာရှိတယ်ပေါ့လေအသေးဗျာလူသားတွေကဘယ်ချိန်မှာဘာဖြစ်တတ်တယ်ဆိုတာဟုတ်လားတချို့လဲကိုမျက်စိရောက်တယ်တချို့ကတော့ဗာလဲပြောကြတာပေါ့တိုစင်းနဲ့ခတ်သွားတယ်ဘာညာဆိုတာအဲ့ဒီလိုသူတို့မှလည်းပညာတွေရှိတာပဲလူတွေရဲ့သဘာဝကိုသူတို့ကသိတယ်ဗျအဲ့ဒီအချိန်ကအိမ်မောကြဆုံးချိန်ကဘာမှကိုမသိဘူးလေဗျာခုခေတ်စကားနဲ့ပြောရင်တော့2 နာရီနဲ့4 နာရီကြားလောက်ပေါ့ဟုတ်တယ်မလားစာထဲမှာတော့သူကပစ္စည်းမယံလို့သုံးထားတာပစ္စည်းမယာမဆိုတာသူကညတညကိုသူက3 ပိုင်းပိုင်းလိုက်တာကို3 ပိုင်းပိုင်းတော့နောက်ဆုံးယံမှာအဲ့လိုခိုးတာအဲ့ဒီတော့တခိုးကအဲ့ဒီချိန်ကိုလူတွေမအိတ်တဲ့အတွက်အဲ့ဒီအိမ်မှာမအိတ်တဲ့အတွက် तू ကဘာဖြစ်တယ်မခိုးနိုင်တော့ဘူးအချိန်လွန်သွားတာပေါ့ဟုတ်တယ်မလား तू အချိန်လွန်သွားတာအဲ့ဒီကံတွေကလည်းပဲအဟောတိကံဆိုတာလေအဲ့လိုကံမျိုးပဲဒီဘဝမှာအကျိုးပေးရမှာအကျိုးမပေးနိုင်မနဲ့လွန်ထွက်သွားတာ